investor တိုင်း trader တိုင်းဟာဈေးကွက်ထဲမှာ risk on risk off အနေအထားပြောင်းလဲမှုတို့ကိုနားလည်သဘောပေါက်ထားဖို့အရေးကြီးပါတယ်။ဒီဗီဒီယိုလေးမှာတော့ risk on နဲ့ risk off အကြောင်းတို့ကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ risk on ဆိုတာကတော့ investor တွေဟာဈေးကွက်အခြေအနေကောင်းတယ်လို့ယူဆကြပြီးတော့မှစွန့်စားရမှုမြင့်တဲ့ riskier assets တွေကိုဝယ်ယူလက်ကင်ထားဖို့ဆန္ဒရှိကြတဲ့အနေအထားကိုဆိုလိုတာဖြစ်ပါတယ်။ဥပမာတိုင်းပြည်စီးပွားရေးကောင်းနေတဲ့အချိန်မှာ corporation ကြီးတွေအကျိုးအမြတ်ဖြစ်ထွန်းမှုမြင့်လာနိုင်တဲ့ stock တွေကိုဝယ်ယူလက်ကင်ထားရှာဖြင့် stock ဈေးတက်လာနိုင်တဲ့အလားအမျက်ဝေစုများစွာရလာနိုင်တဲ့အလားအလာကောင်းတွေရှိစေနိုင်တာကြောင့် stock လိုမျိုး risk မြင့်တဲ့ assets မျိုးကိုဝယ်ယူလိုတဲ့သွင်းအားဖြစ်စေပါတယ်။ဒါကြောင့်ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ထဲမှာဆိုလို့ရှိရင် risk on အနေအထားဖြစ်ပေါ်နေတဲ့ကာလထဲမှာဆိုရင် stock share တွေအပြင် risk မြင့်မားတဲ့ cryptocurrency တွေ high yield bond တွေကိုလည်းအဝယ်လိုက်မှုတိုးမြင့်စေတဲ့အနေအထားမျိုးဖြစ်ပါတယ်။ risk off အနေအထားမှာကြတော့ investor တွေဟာဈေးကွက်ထဲမှာမရေရာမသေးချာမှုတွေရှိလာနေပြီးဈေးကွက်အနေအထားကစိုးရိမ်စရာတွေရှိလာပြီးဆိုတဲ့အခါမျိုးမှာ riskier assets တွေကိုလက်ခါကြပြီးတော့မှရွှေလိုမျိုး safe haven assets မျိုးတွေကိုဝယ်ယူလက်ကင်ထားတာမျိုးတွေလုပ်ကြပါတယ်။ပထဝီနိုင်ငံရေးမငြိမ်မသက်ဖြစ်နေတဲ့ကာလစစ်မှတ်ဖြစ်ပွားနေတဲ့ကာလ trade war တွေ financial crisis တွေဖြစ်ပွားနေတဲ့ကာလမျိုးတွေမှာဆိုလို့ရှိရင် risk off လုပ်ကြပါတယ်။ risk မြင့်တဲ့ assets တွေကိုရောင်းထုတ်ကြပြီးတော့မှရွှေ silver တို့လိုမျိုး safe haven assets တွေအပြင် American dollar, Switzerland francs နဲ့ Japanese yen တို့လိုမျိုး safe haven currency တွေကိုလည်းဝယ်ယူလက်ကင်ထားတာမျိုးတွေလုပ်ကြပါတယ်။အနည်းဆုံးကာလမှာရှိတဲ့လက်တွေ့ဥပမာတစ်ခုကိုလေ့လာကြည့်ကြမယ်ဆိုရင်2020 COVID-19 ကာလတုန်းကပေါ့နော်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုတွေရှိခဲ့ပြီးတော့မှကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ထဲမှာဆိုရင်မတိမ်ချမီရာမှုတွေမြင့်တက်နေတဲ့အချိန်မှာ stock ဈေးကွက်တွေအကျရှိခဲ့ပြီးကမ္ဘာရွှေဈေးကွက်ကတော့အတက်ရှိခဲ့ပါတယ်။၎င်းအနေအထားဟာ risk off လုပ်ခဲ့ကြတဲ့အနေအထားမျိုးဖြစ်ပါတယ်။ကပ်ရောဂါကာလပြီးဆုံးသွားတဲ့နောက်မှာတော့ဖွံ့ဖြိုးပြီးနိုင်ငံအများစုတို့မှာဆိုရင်စီးပွားရေးတွေပြန်ပြီးတော့မှနလန်ထူလာတဲ့အချိန်မှာတော့ကမ္ဘာတဘုံက investor တွေဟာ stock ဈေးကွက်ထဲကိုပြန်ဝင်ခဲ့ကြပါတယ်။ Bitcoin နဲ့ crypto ငွေကြေးဈေးကွက်တွေထဲမှာဆိုရင်အဝယ်ပြန်လိုက်မှုတွေရှိခဲ့ကြပါတယ်။၎င်းအနေအထားဟာ risk on ပြန်ဝင်တဲ့ဈေးကွက်အနေအထားဖြစ်ပါတယ်။ risk on နဲ့ risk off အနေအထားတို့ပေါ်မှာမူတည်ပြီးတော့မှ investor တွေ trader တွေဟာဘယ်လို assets မျိုးကိုလက်ဆောင်တင်တယ်လဲဘယ်လို assets မျိုးကိုတော့လက်ဝယ်ထားရင်းနှီးမြှုပ်နှံတင်တယ်လဲဆိုတာကိုသုံးသပ်နိုင်ကြမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုမျှဝေလိုက်ခြင်းပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။